ရွေးကောက်ပွဲပြီးရင်ဗမာမျိုးပြုံးပြီကြည့်နေလိုက်ရွေးကောက်ပွဲပြုံးပြီးရင်ဗမာမျိုးပြုံးပြီရွေးကောက်ပွဲပြီးရင်ဗမာမျိုးပြုံးပြီဗမာမှန်ရင်အလုံးဖတ်တော့မယ်ရွေးကောက်ပွဲပြီးရင်ဗမာလူမျိုးပြုံးစေရမယ်ရွေးကောက်ပွဲပြီးရင်ဗမာတွေပြုံးစီရမျိုးပြုံးစီရမယ်ပေါ့နော်ပြုံးတုံးစီရမယ်ဆိုတဲ့ပြောရတဲ့တန်းတော့ဗျာအသက်50ကျော်ကိုကြီးရီတော့ရီရတယ်တိလားတကယ်ခင်ဗျားတို့တတိရှိရင်ခင်ဗျားတို့အခုခင်ဗျားဘာလူမျိုးလဲတော့ကြုံမပြောဘူးထို့ပေမဲ့ခင်ဗျားတင်တဲ့ကောင်မလေးပုံကတော့ချပြထားမယ်ပေါ့နော်ဒါပေမဲ့တေချာလားမတေချာလားတော့မရှိသေးဘူးခင်ဗျားပြောတဲ့တတိရှိရင်မျိုးပြုံးမယ်လို့ပြောနေတဲ့ခင်ဗျားတတိရှိရင်ကျွန်တော်တို့လိုပေါ့နော်လုံးမယ်ဆိုလည်းကျွန်တော်တို့လိုပုံလေးရုပ်လေးတေချာလေးပြတတိရှိရှိနဲ့စိတ်ကောင်ငါဘာလူမျိုးမင်းတို့လူမျိုးကိုပြောအောင်တိုက်မယ်ဗမာကိုပြောအောင်တိုက်မယ်လို့ပြောကြည့်မျိုးပြုံးသွားမှာဘယ်မျိုးလဲဆိုတာသိသွားရမယ်နော်ဗမာကအခုကျွန်တော်တို့ဗမာရဲ့ခဏလေးတင်းကြီးခံနေနေတာကမလိုလားအဲ့တဲ့အနောက်တကားဝါကကိစ္စတွေရှိနေလို့ကျုပ်တို့ဗမာဖွဲ့စည်းတွေညီနေကြတာတိုင်းသားချင်းချင်းကိုမမုန်းခြင်းဘူးပြောလိုက်မယ်နောက်ထပ်မားထောင်ကျုပ်တို့ဗမာတွေတိုင်းသားမောင်နှမတွေပေါ်မမုန်းခြင်းဘူးအမုန်းစိတ်ကိုရိုက်မတွင်းနဲ့နော်နားထောင်တာအသက်ကြီးနေပြီးတော့အချိန်မစည်းတဲ့စကားတွေမပြောနဲ့အေးသူနဲ့ပတ်သက်ပြီးတော့ပြောနေတဲ့နောက်ဟာတွေရောဗမာကိုစော်ကားနေတဲ့နောက်ဟာတွေမင်းတို့ကောင်တွေအားလုံးစင်ကျင်ထားကြပါဗမာမုံသွားရင်မျိုးကန်းသွားမယ်နော်ဗမာကမုံလိုက်ရင်မျိုးကန်းသွားမယ်စောက်ချိုးတွေပြင်ထားကြဒါပဲပြောမယ်